နေ့ဖြစ်ပါတယ်ဆိုတော့ဒီကနေ့ mission နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ကဝင်ငါဖို့အမြဲတမ်းလရဲ့ပထမပတ်တိုင်းမှာကျွန်တော်ကဒီ mission နဲ့ပတ်သက်တဲ့ဟာကိုပဲကျွန်တော်အမြဲတမ်းဒီပြင်ဆင်လေးရှိပါတယ်ဆိုတော့ဒီနေ့မှာတော့ a sender or goer a goer ပေါ့နော်စေလွတ်သူလားကိုယ်တိုင်သွားမဲ့သူလားဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ဝင်ငါသွားမှာဖြစ်ပါတယ်Okay. ရှမသက်ခရစ်ယာန်ခိုင်း30ရှမသက်ခရစ်ယာန်ခိုင်း30အငယ်9ကနေပြီးတော့30ထိကျွန်တော်ဖတ်ပါမယ် Okay. Screen ထဲမှာလည်းကျွန်တော်ဟောပြပေးထားတယ်နော်။ screen ထဲကမြင်ရလာတော့မသိအလင်းနဲ့ဆိုတော့နည်းနည်းတော့စလုံးကလည်းသေးတယ်နော်။မြင်ရရင်အဲ့ဒါအတူတူကကျွန်တော်တို့ဖတ်ရအောင်ရှမသက်ခရစ်ယာန်ခိုင်း30အငယ်9ကနေပြီးတော့30အထိထိုတစ်ကျိတ်နှစ်ပါးသောသူတို့ကိုယေရှုသည်စေလွတ်တော်မူ၍သင်တို့သည်တပါးအမျိုးသားတို့ရှိရာသို့မသွားကြနှင့်ရှမာရိမြို့ရာထဲသို့မဝင်ကြနှင့်ဣသေလအမျိုးပျောက်လွန်သောသိုးများရှိရာသို့အရင်သွားကြလော့သွားစဉ်တွင်ကောင်းကင်နိုင်ငံတော်တည်လူနီးပြီဟုတည်င်းကြားပြောကြလော့နာသောသူတို့အားချမ်းသာပေးကြလော့သေသောသူတို့ကိုထမြောက်စေကြလော့နူသောသူတို့ကိုတန်ရှင်းစေကြလော့နတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြလော့သင်တို့သည်အဖိုးမပေးဘဲခြေစွတော်ကိုခံရကြပြီဖြစ်၍အဖိုးမခံဘဲပေးကမ်းကြလော့ရွှေငွေခြေတို့ကိုခပန်းတဲ၌မတူမီကြနှင့်လမ်းခရီးဖို့လွယ်အိတ်အင်ဂျီနှစ်ထဲခြေနှင်းတောင်ဝဲကိုမတူမီကြနှင့်အကြောင်းမူကားလှုပ်ဆောင်သောသူတွေကျွေးမွေးခြင်းကိုခံထိုက်ပေ၏နှုတ်ကပတ်တော်အပြောင်းတန်းပြရှိကောင်းချီးပေးပါစေဆိုတော့ mission နဲ့ပတ်သက်လာရင်ကျွန်တော်တို့เนาะအားလုံးလဲသိပြီးသားနားလည်ပြီးသားလဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့အတိကဥပမာပေးပြီးတော့သင်ခန်းစာယူဖို့ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်သူကတော့ George Mueller ကိုကျွန်တော်ဥပမာပေးပြီးတော့မှဥပမာယူပြီးတော့ဝင်ကသွားဖို့ဖြစ်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငယ်30ကနေ15ထိကျွန်တော်တို့ပြန်ပြီးတော့ဖတ်ရအောင်ယခု၌လည်းသင်တို့သည်ငါကိုကြည့်ရှုပြုစုခြင်းသောစေတနာစိတ်နှင့်ပြည့်စုံသည်ဖြစ်၍ငါသည်သခင်ဘုရား၌အလွန်ဝမ်းမြောက်ခြင်းရှိ၏ထိုစေတနာစိတ်သည်အထက်ကရှိတော်လဲပြုစုရသောအခွင့်မရှိသည်ထို့သောငါဆိုသောကိုယ်တိုင်ဆင်းရဲခြင်းကိုရည်မှတ်၍ဆိုသည်မဟုတ်အကြောင်းမူကားငါသည်တွေ့ကြုံသမျှသောအချင်းရာတို့၌ရောင်ရဲသောစိတ်ရှိအပ်သောငါသိမိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမွတ်သိပ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံအပ်သောငါအရရတို့တွင်အရာရာ၌သိမိပြီငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်၏သို့တော်လည်းဆင်းရဲဒုက္ခကိုငါခံစင်ခါသင်တို့သည်ငါနှင့်ဆက်ဆံသောအားဖြင့်ကောင်းမွန်စွာပြုကြပြီအချင်းဖိလိပ္ပိမြို့သားတို့ဧဝံဂေလိတရားကိုဟောစာပြု၍မာကေဒေါနိပြည်မှငါထွက်ဆဲရှိသောအခါအလူချင်းအလူခံခြင်း၌သင်တို့မှတပါအပေအသင်းတော်မြငါနဲ့မဆက်ဆံကြဒီမှာရှင်ဘောလူကအသင်းတော်ကိုငွေချင်းနဲ့ပံ့ပိုးတဲ့ဖိလိပ္ပိအသင်းတော်ကိုကျေးဇူးတင်ကြောင်းကျေးဇူးတင်လွှာနော်ဩဝါဒစာဆောင်ထဲမှာသူကရေးမှတ်ထားတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေရာမှာမစ်ရှင်သာသနာကိုကိုယ်တိုင်သွားပြီးတော့လုပ်တဲ့သူရှိသလိုသွားတဲ့လူကိုပံ့ပိုးတဲ့သူရှိတယ်အဲကြောင့် a goer or a sender စေလွတ်တဲ့သူရှိသလိုကိုယ်တိုင်သွားတဲ့သူရှိတယ်ဒီလောကကြီးတစ်ခုလုံးကိုသာသနာပြုဖို့ရန်အတွက်ခမဲတော်ဘုရားသခင်ကသားတော်ယေရှုခရစ်တော်ကိုစေလွတ်တယ်ထိုသားတော်ယေရှုခရစ်တော်ကိုခမဲတော်ကိုယ်တိုင်အမြဲတမ်းတောက်လျှောက် support ပေးပြီးတော့မှအတိမတ်ပြုပြီးတော့မှသူကိုယ်တိုင်စေလွတ်တဲ့အကြောင်းဤသူသည်ငါနှစ်သက်မြတ်နိုးရာငါဤချစ်သားပေသည်ဆိုပြီးတော့နော်အမြဲအတုကိုconfirmation ပေးတယ်ဆိုတော့ဒီကနေ့ကျွန်တော်အနေနဲ့
ကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းမှာစေလွတ်တဲ့သူမရှိဘဲနဲ့လှုပ်ဆောင်တဲ့သူလည်းမပေါ်လာနိုင်ဘူးလှုပ်ဆောင်တဲ့သူမရှိဘဲနဲ့လည်းပဲဝိညာဉ်တွေကိုကျွန်တော်တို့ရိတ်သိမ်းလို့မရဘူးအဲကြောင့်ကျွန်တော်အမြဲတမ်းဒီmission အတွက်ပေးလို့တဲ့နေ့မှာကျွန်တော်အမြဲတမ်းဝင်ကလေးရှိတာเนาะHudson Taylor တို့ Adoniram Judson တို့ Livingstone တို့များစွာသော missionary တွေเนาะတကယ်နောက်ွယ်ကနေပြီးတော့မှလူပုဂ္ဂိုလ်တဦးချင်းစီတလကောင်အသင်းတော်ကတလကောင်ကုညီပံ့ပိုးပေးခြင်းအပြင်ကြီးမားတဲ့သာသနာလုပ်ငန်းကိုသူတို့လှုပ်ဆောင်ပြီးတော့အောင်မြင်ကြတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ရဲ့လို့ဖြစ်လာပြီဆိုရင်ကိုယ်တိုင်သွားမလားသာသနာပြု missionary လို့ပြောတဲ့အခါမှာပြည်တွင်း missionary ရှိတယ်လို့အဓိကတော့ပြည်တွင်းမှာသွားတာတော့ missionary လို့မခေါ်ပါဘူးတကယ်တမ်းဆိုရင်ပြည်ပကိုသွားတဲ့လူကို missionary လို့ခေါ်တာဖြစ်တယ်နော်တခြားနိုင်ငံဘာသာစကားမတူတဲ့နိုင်ငံမတူဘူးဘာသာစကားမတူယဉ်ကျေးမှုမတူတဲ့သူတွေစီမှာသွားပြီးတော့မှစတင်လှုပ်ဆောင်တဲ့သူကို missionary လို့ခေါ်ကြတာဖြစ်တယ်ဒါပေမဲ့ mission လုပ်ငန်းလို့ပြောတဲ့အခါမှာတော့ကျွန်တော်တို့တချို့ကအဲ့ဒီနိုင်ငံခြားမှာလုပ်တာတခုပဲ mission လို့ထင်တာ mission ဆိုတာက mission လို့ပြောတဲ့အခါမှာလုပ်ငန်းတစ်ခုဒါပြင်ပစကားနဲ့စစ်တပ်စကားနဲ့ပြောမယ်ဆို mission ဆိုတာစစ်တိုက်တာကို mission လို့ခေါ်တယ်စစ်တိုက်ရဲ့အသုံးနှုန်းမှာ mission ဆိုတာစစ်တိုက်တာ mission ဖြစ်တယ်ကျွန်တော်တို့ခရိယာမှာကအင်ဝင်ဂရိသာသနာအတွက်ရှေ့တိုးပြီးတော့မှလှုပ်ဆောင်တဲ့အရာမှန်သမျှ mission လုပ်ငန်းပဲဒါပေမဲ့နိုင်ငံခြားမှာသွားပြီးတော့သာသနာပြုတာကို missionary လုပ်ငန်းလို့ခေါ်ကြတာဖြစ်တယ်အဲ့တော့ပြည်တွင်းမှာလည်းပဲကျွန်တော် mission လုပ်တာပေါ့ပြည်တွင်းမှာလည်းပဲကိုပြည်နယ်မှာတခြားပြည်နယ်မှာအင်္ဂလိပ်သာသနာကိုလှုပ်ဆောင်ပြီးတော့เนาะဒီအသင်းတော်ဖြစ်ပေါ်လာအောင်ဝိညာဉ်တွေရအောင်ကျွန်တော်လှုပ်ဆောင်တဲ့အရာအလုံးဟာကျွန်တော်ရဲ့ mission ဖြစ်တယ် mission ဆိုတာတနည်းအားဖြင့်အလုပ်စစ်သားရဲ့အလုပ်ကတော့စစ်တိုက်တာအလုပ်ပဲဆိုတော့ခရိယန်တွေရဲ့အလုပ်ကကျတော့အင်္ဂလိပ်လုပ်တာအလုပ်ဖြစ်ကျွန်တော်တို့ရဲ့အလုပ်အဓိကအလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ mission သာသနာလုပ်ငန်းမှာကျွန်တော်တို့ကကိုယ်တိုင်သွားပြီးတော့လုပ်ဖို့လဲလိုအပ်တယ်လို့ငွေကြေးအပြင်ဦးညီပံ့ပိုးဖို့လဲလိုအပ်တယ်ဆိုတာကိုအားလုံးကျွန်တော်တို့နားလည်ပြီးသားဖြစ်တယ်ဒါပေမဲ့လက်တွေ့မှာအားလုံးကလုပ်သလားဆိုတော့မလုပ်ဘူးเนาะအားလုံးကလုပ်သလားဆိုတော့မလုပ်ဘူးတချို့ကဂယုကိုမဆိုင်တာ mission လုပ်ငန်းနဲ့ပတ်သက်လာရင်အင်္ဂလိပ်သာသနာနဲ့ပတ်သက်လာရင်ဂယုကိုမဆိုင်ဘူးကိုယ်နဲ့လည်းမဆိုင်ဘူးလို့ပဲထင်နေကြတာအဲ့ဒါကဘယ်သူတွေလဲဆိုတော့အတိကတော့ခရစ်တော်ကိုတကယ်မရတဲ့သူတွေက mission ကိုဝန်တာမရှိဘူးခရစ်တော်တကယ်ရတဲ့သူကခရစ်တော်မရသေးတဲ့သူတွေကိုဝန်တာစိတ်ရှိတယ်နော်စာနာစိတ်ရှိတယ်သူတို့ကိုပြောင်းလဲစေခြင်းနဲ့စိတ်ပြင်းထန်တဲ့အပေါ်မှာပဲ mission သာသနာကိုလုပ်လို့ရတာဖြစ်တယ်လှုပ်ခြင်းတဲ့စိတ်ကအဲ့ဒီမှာပေါ်လာတာဖြစ်တယ်ကိုယ်တိုင်ပြောင်းလဲပြီးတော့ဝမ်းမြောက်လာတဲ့ခါမှာမပြောင်းလဲသေးတဲ့သူကိုမြင်ရင်တနာလာတယ်နော်ငရဲသွားမဲ့လူလို့မြင်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့ဒါကိုမလှုပ်ဘဲမနေနိုင်ဘူးမပေးကမ်းဘဲမနေနိုင်ဘူးဆိုတော့ကျွန်တော်တို့အသိတော်မှာလာရဲ့ပထမပတ်တိုင်းမှာ mission အတွက်ကျွန်တော်တို့အလုံကောက်တယ် mission လို့ပြောတဲ့ခါမှာတော့ဒါနိုင်ငံခြားသာသနာပေါ့နော်ပြည်ပမှာကျွန်တော်နေငယ်ပါဝင်ထားတဲ့ဟာတွေရှိတယ်ပြီးတော့လာမယ့်အနာဂတ်မှာတော့ကျွန်တော်တို့ကိုယ်တိုင်ကဒီကနေစီလွတ်မဲ့သူလည်းရှိလာမှာပေါ့ဘုရားခင်စက်ကတ်တဲ့သူပေါ်လာရင်ကျွန်တော်တို့ကိုယ်တိုင်စီလွတ်မဲ့သူလည်းရှိလာမယ်ဒီကနေနိုင်ငံခြားကိုကျွန်တော်တို့စီလွတ်မဲ့ဟာလည်းရှိလာမယ်ဆိုတော့အဲ့ဒါကြောင့်အခုနည်းနည်းစီ10-20လေးတွေကျွန်တော်တို့စုဆောင်းတာအခုလည်းတော်တော်လေးကျွန်တော်တို့လှုပ်ဆောင်တဲ့နေရာမှာအများကြီးအကျိုးရှိပါတယ်အများကြီးအကျိုးရှိပါတယ်လာမယ့်နာကမှာဆိုရင်အများကြီးကျွန်တော်တို့လှုပ်ဆောင်နိုင်တော့မှာဖြစ်တယ်အဲ့တော့ဒါမဲ့ကျွန်တော်တို့ဒီအလူငွေကိုကြည့်လိုက်ရင်ဗာမြင်ရလဲဆိုတော့အသင်းသားရဲ့3 ပုံ1 ပုံတောင်မှပါဝင်မှုမရှိသေးဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်အားနည်းချက်ပေါ့နော်အားနည်းချက် mission မှာဝန်တာစိတ်ပြင်းထန်တဲ့သူတွေအင်မတန်နည်းသေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ပတ်စံတချို့ကကျွန်တော်တို့ကငွေကြေးလို့အလှူငွေလို့ပြောလိုက်ရင်
ငွေကြေးရေးကိုနော်ဒီဘာခေါ်မလဲခက်ခဲမှုကိုအမြဲတမ်းပြန်ပြီးတော့မြင်ကြတယ်ဘေးမလောက်ဘူးဟိုဖြစ်တယ်ဒီဟာပြစ်တယ်ပေါ့ကျွန်တော်အမေရိကမှာကျွန်တော်ရဲ့ excuse ရအမြဲတမ်းအဲ့ဒါပဲလေနော်ဒါပေမဲ့တကယ်ဘေးမလောက်ဘူးဆိုတဲ့သူတွေလည်းပဲတခြားနေရာမှာပတ်စံမသုံးဘူးလားဒေါ်လာ20ဆိုလွယ်နဲ့ယူပြီးတော့တုံးဖြုံးလိုက်တာပဲတက်စီဆိုင်နဲ့ဝင်သွားရင်ဒေါ်လာ20ဆိုတာကဘာရင်မဟုတ်ဘူးမေရတော့မစားရမယ့်ဟာနဲ့ကုန်သွားတဲ့ဟာတွေရှိတယ်။ online ပေါ်နေမေရဘာမှသိအကျိုးမရှိတဲ့ဟာကိုဝယ်လိုက်တဲ့နေရာမှာ50တရားကုန်သွားတဲ့အချိန်တွေအများကြီးပဲ။ဒါပေမဲ့လည်းဒီတကယ် mission အတွက်ဝန်တာစိတ်နဲ့ကျွန်တော်တို့မစင်စားတဲ့ခါမှာပေးလူချင်းတဲ့စိတ်ကအားနည်းလာတာဖြစ်တယ်။ပေးလူချင်းတဲ့စိတ်ကအားနည်းတာဖြစ်တယ်။တကယ်ဝန်တာစိတ်ရှိတဲ့သူတွေကတော့ငါမပေးလို့မဖြစ်ဘူးဒီဟာကိုပေးရမယ်ငါရဲ့သာသနာလုပ်ငန်းမှာငါဝင်ငွေတဲကနေတစိတ်တည်သားတော့သာသနာတဲကိုတွားရမယ်ဆိုတဲ့စိတ်ရှိတဲ့သူတွေကဒါကိုမဖြစ်မနေဖယ်ပြီးတော့ကိုပေးတာရှိချင်းမရှိချင်းကနေမဟုတ်ပေးလူချင်းကတကယ်တော့ရှိတဲ့အပေါ်နဲ့ပေးတာမဟုတ်ဘဲနဲ့ပေးခြင်းနဲ့စိတ်ဆန္ဒကိုအခြေခံပြီးတော့ပေးကြတာဖြစ်တယ်တကယ်တမ်းဆိုကျွန်တော်တို့ရှိတယ်မရှိဘူးဆိုတဲ့စကားလုံးကလည်းပဲကျွန်တော်တို့ပါဇက်ပေါ်မှာပဲမူတည်တယ်ဟုတ်ဘူးလားတခါလေကြာရင်ရှိရင်လည်းမရှိဘူးလို့ပြောလို့ရတယ်မပေးချင်မရှိဘူးပေးချင်ရှိတယ်မသွားချင်ခရီးဝေးတယ်သွားချင်နီးတယ်ဆိုတဲ့စကားလည်းရှိတယ်ပဲဒါကြောင့်ဒီသာသနာလုပ်ငန်းမှာလည်းပဲပေးချင်စိတ်ရှိရင်ပေးနိုင်တော့အခွင့်ရှိပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဒီ mission နဲ့ပတ်သက်လာရင်ကျွန်တော်တို့George Mueller 1805ခုနှစ်မှာနော်မွေးဖွားပြီးတော့1898မှာခေါ်ရမှုချင်းခံရတဲ့ George Mueller ဟာဂျာမနီနိုင်ငံသားဖြစ်တယ်အင်္ဂလန်နိုင်ငံ Irish ဖက်ကိုသူကဂျူးလူမျိုးတွေကိုသာသနာပြုဖို့သူကသာသနာပြုအနေနဲ့ထွက်သွားခဲ့တာဖြစ်တယ်ပြီးတော့မှသူကကလေးတွေနော်ကလေးတွေများစွာကဘာပေါ်မှာမိဘမဲ့ကလေးအများဆုံးပြုစုစောင့်ရှောက်ခဲ့တဲ့သူဖြစ်တယ်။မကြီး1024ဟိုနော်မိဘမဲ့ပေါင်း1024ယောက်ကိုသူ့ရဲ့အသက်ရှင်စဉ်ကာလမှာပြုစုခဲ့တယ်စဉ်းစားကြည့်1024ယောက်မလေးရှားမှာကျွန်တော်တို့ရွာသားတယောက်တငယ်ချင်းတယောက်ကအမေရိကထွက်ခါနီးမှာကျွန်တော်တို့နှုတ်ဆက်ပွဲလုပ်ပေးတာကျေးဇူးတော်ချီးမွမ်းပွဲအကြီးကျယ်လုပ်ပေးကြတာကျွန်တော်တို့လည်းအဲ့နဲ့သူကလည်းသူလည်းဝမ်းသာပြီးတော့မှအမေရိကရောက်ရင်မြန်မာပြည်မှာမိဘမဲ့ကလေးတယောက်ကောင်းထောက်ပံ့မယ်တယောက်အဲ့ဒါနဲ့သူဦးလေးတယောက်ကပြောမင်းကလည်းအမေရိကရောက်ပြီးတော့မှနည်းနည်းပါ10ယောက်လောက်ဆိုလဲဟုတ်သေးတယ်နော်တယောက်ပဲဆိုတော့မနှဲလွန်ဘူးလားမနှဲလွန်ဘူးလားဆိုပြီးတော့သူ့ယူပါယုံကတော့တယောက်ဆိုတော့တယောက်ပဲ तू ကယူပါယုံထားတာဆိုတော့အခုထိလည်းပဲတယောက်တောင်ပံ့ပိုးသေးသလားတော့မသိဘူး George Mueller ဟာတကယ်ကဘာကျော်ဖယားခင်ကသူ့ကိုဒီမိဘမဲ့ကေဟာမိဘမဲ့ကလေးတွေပြုစုဆောင်ရှောက်ရေးမှာဖယားကလည်းတကယ်ကိုဝန်တာစိတ်ပေးတဲ့အတွက်ကြောင့်အဲ့ဒီဝန်တာစိတ်နဲ့သူလှုပ်တဲ့ခါမှာယုံကြည်ခြင်းကလည်းအင်မတန်အားကြီးတယ်နော်ကျွန်တော်အရင်တစ်ခါလဲကျွန်တော်ပြောဖူးတယ်ပြန်ပြီးတော့မမေ့မလားတော့မသိဘူးဒီနေ့ကျတော့သူတို့မိဘမဲ့ကေဟာခုနထောင်နဲ့ချီတဲ့မိဘမဲ့ကေဟာတွေမိဘမဲ့ကလေးတွေကသူကြည့်ရှုထားတဲ့ကလေးတွေကစားစရာမရှိတော့ဘူးအစားအသောက်ကကုန်သွားတယ် breakfast မုံလည်းမရှိတော့ဘူးနွားနို့လည်းကုန်သွားတယ်အဲ့တော့သူစုပဲတောင်းတယ်ကလေးတွေကပြောတယ်အဖေငါတို့ breakfast ပဲမှာလဲဆိုတော့အစင်တင်လောက်ထားခွက်ဒီပကနေနော်နွားနို့တောင်းမဲ့ခွက်ပကနေအစင်တင်စပွဲပေါ်မှာထားဘုရားသခင်ပြင်ဆင်ပေးမယ်ကျေးဇူးတော်ချီးမွမ်းမယ်ဆိုပြီးတော့တကယ်တော့ဘာမှမရှိဘူးအဲ့ဒါမနဲ့စောရီတို့ကျေးဇူးတော်ချီးမွမ်းကြတယ်မုံဖုတ်တဲ့ကုမ္ပဏီကနေပြီးတော့မှနော်သူတို့ order မှာတဲ့ဟာလာမယူတာလားဘယ်လိုဖြစ်တာလဲတော့မသိဘူးနော်အဲ့မုံဖုတ်တဲ့ကုမ္ပဏီကနေပြီးတော့သူတို့ကိုအဲ့ဒီမှာတခါတည်းမနဲ့အစောရီမုံကိုလာပို့သွားတယ်တဲ့
ပေါင်မုတ်တွေလာပို့သွားတဲ့နောက်မှာပေါင်မုတ်ကတော့ရပြီဒါပေမဲ့နွားနှုတ်မရှိဘူးတောက်ဖို့မရှိဘူးဖြစ်ချင်တော့အဲ့ဒီနွားနှုတ်ကိုကုမ္ပဏီမှာနွားနှုတ်သွားပို့တဲ့မြင်းလဲနွားနှုတ်တင်တဲ့မြင်းလဲကအဲ့ဒီမိဘမဲ့ကေဟာနာရောက်မှပဲမှောက်သွားတယ်လို့ပြောတယ်မှောက်ပြီးတော့မှအဲ့ဒီဘုံကြီးသူနွားနှုတ်တွေအများကြီးတည်တဲ့ကွန်တိန်နာပေါ့ဘုံကြီးကမှောက်ပြီးတော့မှမှောက်တဲ့ခါမှာအဲ့ဒီနွားနှုတ်တည်တဲ့သူကသူကုမ္ပဏီကိုမပို့တော့ဘဲနဲ့သူပို့မဲ့နေရာမပို့တော့ဘဲနဲ့ဒီမှာမိဘမဲ့ကေဟာကိုပဲအကုန်လုံးဒီနွားနှုတ်ကိုသူလှူလိုက်တယ်ဆိုတော့အဲ့ဒီမနေ့မှာသူတို့ကပေါင်မုတ်နဲ့နွားနှုတ်ကိုအဲ့ဒီလိုဖျားခင်ပြင်ဆင်ပေးတဲ့breakfast ကိုသူတို့စားရတယ်ပေါ့ဒါဟာတကယ်သူ့ရဲ့တက်တေခံချက်ထဲမှာတကယ်အောပွေရတက်တေခံချက်တခုအဲ့ဒါအများကြီးပဲသူ့ရဲ့တက်တေခံချက်တွေအများကြီးကျွန်တော်တို့တွေ့ရတယ်နော် George Mueller ကပြီးရင်ကျွန်တော်တို့ညီကောင်မအသင်းတော်ရဲ့ Open Brethren အသင်းတော်ရဲ့ပထမဆုံးသင်းအုပ်ဆရာလဲဖြစ်လာခဲ့တယ်ဒီအသင်းတော်ကိုစတင်ခဲ့တဲ့ဒီJohn Darby တို့နဲ့သူတို့နဲ့တွေ့ဆုံပြီးတော့မှအတူတကွမိသားရဖွဲ့နှုတ်ကပတ်တော်အတူခံယူရင်းနဲ့နောက်ဆုံးမှသူဟာဒီညီကောင်မအသင်းတော် Open Brethren ရဲ့ပထမဦးဆုံးသောအမှုတော်ဆောင်ဧဝံဂေလိဆရာသင်းအုပ်ဆရာဖြစ်လာခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်ပြီးတော့သူကဒါတွေမကသေးဘူးចောင်းသားပေါင်း3,200,000နော်ចောင်းသားပေါင်း3,200,000ကိုလည်းပဲသူကပြုစုပြောထောင်ခဲ့တဲ့နော်ခရိယန်စာသင်ကျောင်း private ကျောင်းပေါင်း118ကျောင်းကိုဒီဆောက်ပြီးတော့မှသူចောင်းသားပေါင်း3,200,000ကိုလည်းပဲပြုစုပြောထောင်ပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်သူဟာတကယ်ကိုဖခင်ရဲ့အသုံးတော်ခံ missionary တပါးဖြစ်ပါတယ်ဒီနေ့နာမည်မကျော်ကြားပေမဲ့ဒီအင်မတန်ခက်ခဲတဲ့နေရာတွေမှာသာသနာပြုနေကြတဲ့သာသနာပြုဆရာတွေဧဝံဂေလိဆရာတွေသင်းဦးဆရာတွေဓမ္မဆရာတွေများစွာရှိကြပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဘာလုပ်ကြမလဲဒီကနေ့ဒီ MCA သင်းတော်အနေနဲ့ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲကိုယ်တိုင်သွားမလားဒါမှမဟုတ်ရင်ကျွန်တော်တို့စေလွတ်မလားဆိုတာဒီကနေ့ကျွန်တော်တို့နေ့တိုင်းကိုမေးဖို့ဖြစ်တယ်နေ့တိုင်းကိုမေးဖို့ဖြစ်တယ်ခရစ်ယာန်ယုံကြည်သူရဲ့လို့ဖြစ်လာရင်ခရစ်တော်ရဲ့နောက်လိုက်ရဲ့လို့ဖြစ်လာရင်ကိုယ်တိုင်သာသနာအတွက်သွားမလားဒါမှမဟုတ်ရင်စေလွတ်တော်သူလို့ပြောတဲ့ခါမှာရောက်နေပြီးသားသွားနေပြီးသားသူတယောက်ကိုကျွန်တော်တို့ကပြန်ပြီးတော့မှငွေကြေးအဖြစ်ကိုညပံပိုးတဲ့သူဖြစ်ဖို့ထောက်ပံ့တဲ့သူဖြစ်ဖို့ထောက်မတဲ့သူဖြစ်ဖို့ဒါဘုရားခင်လိုတော့ပဲမတိကျေးကျွန်ပြုပြီးတော့မှမတိဟန်ဆောင်ပြီးတော့ကျွန်တော်တို့နေဖို့မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်မှုတော်ဆောင်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ခက်ခဲမှုပေါင်းစုံပတ်စံတပြားမှမရှိတဲ့အချိန်တွေကျွန်တော်ကြုံတွေ့ခဲ့ရတယ်အဝတ်စားလုံးဝမရှိခဲ့တဲ့အချိန်တွေကျွန်တော်ကြုံတွေ့ခဲ့ရတယ်ဧဝံဂေလိကိုတတ်နိုင်ဆုံးဝင်ကသက်သေခံတယ်ဘုရားခင်ကအောပွေရာလူငယ်လေးတွေလည်းပြောင်းလဲစေခဲ့တယ်ခက်ခဲမှုတကယ်အောက်ခြေကနေကျွန်တော်တို့ကတက်လာတာဖြစ်တဲ့အတွက်ကြောင့်ခက်ခဲမှုပေါင်းစုံကိုကျွန်တော်တို့ကြော်ဖြတ်ခဲ့ရတယ်အဲဒါကြောင့်အမှုတော်ဆောင်များရဲ့ဘဝကိုကျွန်တော်တို့စာနာပေးတယ်သူသဖြင့်မြန်မာပြည်မှာအမှုတော်ဆောင်တဲ့သူတွေကျွန်တော်နဲ့ကျမ်းစာကျောင်းအတူတက်ခဲ့တဲ့သူတွေတချို့တိကျွမ်းတဲ့သူတွေတချို့ကိုအခါအားလျော်စွာကျွန်တော်ရဲ့ဒီခံစားတဲ့ကောင်းကြီးတဲ့ကနေကျွန်တော်ပါဝင်လေးရှိတယ်။ဂိုင်းကနာကိုကျွန်တော်မကြည့်ဘူး။အတိကဧဝံဂေလိလုံနေတဲ့သူဝိညာဉ်တွေကိုရနေတဲ့သူကိုကျွန်တော်ကြည့်ပြီးတော့ပံ့ပိုးတယ်။ဒီခရစ်ယာန်လောကမှာလည်းအများသောသူတွေကဂိုင်းမတူရင်မကူညီချင်ဘူး။သူကသူဘလောက်ပဲအောင်မြင်ဂိုင်းမတူရင်မကူညီချင်ဘူး။အသင်းတော်မတူရင်မကူညီချင်ဘူး။ကျွန်တော်တို့ကလှုပ်ဆောင်ခြင်းကိုကြည့်ပြီးတော့ပါဝင်ဖို့ဖြစ်တယ်။သို့တော့တဦးချင်းရဲ့ပါဝင်ခြင်းကတော့ဒါလှုပ်ဆောင်တဲ့သူကိုနဲ့နီးစပ်သောသူကိုနဲ့သိကျွမ်းသောသူတွေကိုကျွန်တော်တို့ကကူညီပံ့ပိုးဖို့ဖြစ်တယ်။သို့တော့
ကျွန်တော်အသင်းတော်နဲ့ဆိုင်လာရင်အသင်းတော်ရဲ့ mission field ဆိုတာရှိတယ်အသင်းတော်ရဲ့ mission field ဆိုတာရှိတယ်ကိုအသင်းတော်ရဲ့လှုပ်ဆောင်မှုဆိုတာရှိတယ်အဲ့ဒါဟာကျွန်တော်တို့ကအတိက focus ထားဖို့ဖြစ်တယ်တချို့ကအသင်းတော်ကလှုပ်တဲ့ဟာကိုဂရုမစိုက်ဘဲနဲ့သူ့ဟာသူပဲဟိုရှောက်ပေးဒီရှောက်ပေးနဲ့ရှောက်ပြီးတော့လှုပ်နေတာလဲဒါလည်းမဟုတ်သေးဘူးအသင်းတော်နဲ့ယက်တီလာပြီးဟဲ့ဆိုရင်ကိုအသင်းတော်ကဘာလှုပ်နေတယ်လဲဆိုတာကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ဝိညာဉ်ရေးမှာဘုရားခင်ကတိုးထိန်မြင်နိုင်တဲ့တိုးထိန်ဖြစ်တဲ့ဥစ္စာကိုထားတာဟာဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့ဟာအမြဲတမ်းတိုင်ပင်ဖို့ထားတာပဲအမေရိကန်နိုင်ငံမှာသင်သားတွေအသက်ကြီးလာပြီဆိုရင်လူဖြူတွေကသူတို့အသက်ကြီးပြီးသေခါနေပြီဆိုရင်သင်ဥစ္စာစီသွားပြီးတော့မှငါရဲ့ပိုင်ဆိုင်မှုအားလုံးငါတည်တဲ့ခါမှာ percentage ဘလောက်ကဒီအသင်းတော်အတွက်ဖြစ်ရမယ်သာသနာအတွက်ဖြစ်ရမယ်ဆိုတာကိုသူတို့ကထားခဲ့တာရှိတယ်တချို့ကငါ mission အတွက်အရန်ပါဝင်ခြင်းတယ်ပါစတာငါဘယ်လိုလုပ်ရမလဲဘယ်သူစီကိုပါဝင်ရင်ကောင်းမလဲဘယ်လိုပံ့ပိုးရင်ကောင်းမလဲဆိုတဲ့ဟာကိုတွားပြီးတော့ consultant လုပ်တဲ့လူတွေအမြဲတမ်းရှိတယ်အဲ့ဒီလိုနဲ့သူတို့ကစီးစနစ်ကြကြသာသနာကိုလုပ်လာတယ်ဆရာကြီးဘီလီဂရဟမ်ရဲ့သာသနာလုပ်ငန်းမှာ supporter ပေါင်း3,000နဲ့ချီတဲ့ဒီပံ့ပိုးသူတွေအများကြီးရှိတယ်တစ်နှစ်ကိုသူတို့ကဒေါ်လာ million billion နဲ့ကိုသူတို့ကရရှိပြီးတော့မှသူတို့ကဒီတကဘာလုံးမှာအင်္ဂလိပ်သာသနာလုပ်ငန်းကိုထိရောက်လုပ်နေကြတာဖြစ်တယ်အဲ့ဒီထဲမှာတစ်ခါတလေပဲပါဝင်တဲ့သူတွေမဟုတ်ဘဲနဲ့တစိုက်မတ်ပါဝင်တဲ့သူတွေတည်တဲ့ခါမှာတော့မှငါရဲ့ပိုင်ဆိုင်မှုအိမ်ပိုင်ဆိုင်မှုပိုင်ထဲမှာကြံခဲ့တဲ့ငွေတွေဒီသာသနာအတွက်ရာခိုင်နှုန်းဘလောက်ငါပေးခဲ့ပါတယ်ဆိုတဲ့ living will တည်တန်းစာကိုရေးခဲ့ပြီးတော့မှအဲ့ဒီလောက်ထိသူတို့ကပါဝင်ကြတာသူတို့ကားတွေလှူကြတယ်အိမ်တွေလှူကြတယ်အဲ့ဒီလိုမျိုးနဲ့သာသနာကိုသူတို့ကလှုပ်ကြတာဖြစ်တယ်ကျွန်တော်အသေးစိတ်အများကြီးလေ့လာခဲ့တယ်လေ့လာတဲ့ခါမှာသူတို့ရဲ့ပါဝင်ပံ့ပိုးမှုတွေကအရန်အော်စရာကောင်းတယ်ငွေကြေးတစ်ခုတည်းမဟုတ်ဘူးပိုင်ဆိုင်မှု property တွေလှူတာရှိတယ်အမျိုးမျိုးပေါ့နော်သူတို့ပါဝင်မှုတွေရှိတယ်ဆိုတော့ချစ်တော်ညီကိုမောင်မများကျွန်တော်တို့ mission အတွက်ကျွန်တော်တို့ဝန်တာစိတ်ရှိရပုံမှန်လေးပါဝင်နေအောင်စူးစမ်းစစ်ချင်တယ်ဒီအသင်းတော်ထဲမှာကျွန်တော်တို့လာရဲ့ပထမပတ်တိုင်းမှာ mission အတွက်ကျွန်တော်တို့ကတတ်နိုင်သမျှပါဝင်ကြတာသင်လည်းပဲပါဝင်ဖို့ဘုရားလိုတော့ရှိတယ်20လား30လား50လား100လား regularly ပါဝင်ပါတစ်လမှာတစ်ခါပဲကျွန်တော်တို့ regularly ဖြုံးထားတဲ့ငွေတွေဟာမနှဲပါဘူးသုံးထားတဲ့ငွေကိုမဆိုနဲ့အောင်ဖြုံးတဲ့ငွေတွေမနှဲပါဘူးဖယားခင်အတွက်ဆိုရင်ကျွန်တော်တို့သာသနာတော်အတွက်ဆိုရင်ပေးခြင်းတဲ့စိတ်ရှိရင်တတ်တတ်မှတ်ထားပြီးတော့ကျွန်တော်ပေးရကျွန်တော်အခုဂျေဇုတော်ကာလဂျေဇုတော်ကိုယုံကြည်တဲ့ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေအယံကိုပေါ့ပြက်လာတဲ့အပိုင်းတွေအများကြီးရှိပါတယ်ကိုယ်ွယ်ခြင်းမှာလည်းပေါ့ပြက်တယ်ပေးကမ်းခြင်းမှာလည်းပေါ့ပြက်တယ်အရာရာတိုင်းကိုကြည့်လိုက်ရင်ပေါ့ပြက်တွေများတာကျွန်တော်တို့တွေ့ရတယ်ဥပမာဒီလောကအလုတ်တောင်မှကျွန်တော်တို့ကလုံးဝလွှဲရှောင်လို့မရတယ်လို့เนาะဒီဥပမာဆိုကြပါစို့အလုတ်လုပ်တဲ့သူအမေရိကန်မှာအလုတ်လုပ်တဲ့သူတွေအလုတ်ထဲမှာ10မိနစ်နောက်ကျဖို့ကိုကြောက်ပြီးတော့မှเนาะပွိုင်းရမှာကိုကြောက်ပြီးတော့မှကျွန်တော်တို့ကအပြေးလွှားအိတ်ချေလည်းပဲအိတ်ချေမှုတို့နဲ့ကားမောင်းပြီးတော့သွားကြတာပဲပြီးတော့ငွေကြေးဥပမာ mortgage ကျွန်တော်တို့ပေးရတော့မယ်ပတ်စံပေးရတော့မယ်ဆိုရှိတာမရှိတာအဖထားဒီ mortgage ကိုကျွန်တော်မပေးလို့မရအောင် မီး bill ရေ bill ဖုန်း bill နော်ကား bill ပတ်စံမရှိဘူးငါမပေးနိုင်ဘူးဆိုတော့ပြောလို့မရမရှိတာကိုကြံပန်ပြီးတော့ကျွန်တော်တို့ပေးကြတာပဲမပေးလို့မရဘူးဆိုတာကိုကျွန်တော်တို့သိတယ်ဒါပေမဲ့ဖယားခင်အမှုတော်မြတ်ထဲမှာကြတော့အဲ့လိုမျိုးအတွေးခေါ်မရှိတော့ဘူးကျွန်တော်တို့ရဲ့စိတ်ကအဲ့လိုမျိုးအတွေးခေါ်မရှိတော့ရှိရင်လည်းမရှိသလိုလိုနေလိုက်တယ်နော်အဲ့တော့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်ဖို့အများကြီးလိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်
သာသနာမှာပါဝင်ခြင်းဟာဘယ်တော့ခါမှမရှုံးရှုံးသော investment ဖြစ်ပါတယ်နော်စီးပွားရေးလောကမှာလူတွေကစီးပွားရေးသမားတွေကပြောတယ် real estate မှာ investment လုပ်တာဘယ်တော့မှမရှုံးဘူးပေါ့ရွှေ့ပြောင်းမရသောပစ္စည်းဥစ္စာပေါ့နော်ရွှေ့ပြောင်းမရတဲ့ဥစ္စာ real estate အင်ချမ်းမြေထဲမှာရင်းနှီးတာကဘယ်တော့မှမရှုံးဘူးလို့စီးပွားရေးသမားတွေကအဲ့ဒီလိုတွက်ချက်ကြတယ်ဒါပေမဲ့မြင်နိုင်တဲ့ရုပ်ဝတ္ထုဟာရှုံးမှာပဲဒီနေ့ကျရင်ပျောက်ကွယ်မှာပဲဖခင်ရဲ့အမှုတော်အတွက်ပါဝင်တာဘယ်တော့မှမရှုံးဘူးဆိုတာဘာကိုဆိုလိုတာလဲခင်ဗျားပါဝင်တဲ့ဒီဒေါ်လာ20 30 50 100သည်ထိရောက်တဲ့အင်္ဂလိပ်သာသနာလုပ်ငန်းမှာအသုံးပြုခဲ့ရင်အဲ့ဒီသာသနာလုပ်ငန်းမှာအောင်မြင်ပြီးတော့ပြောင်းလဲလာတဲ့ယုံကြည်သူတွေရဲ့ဝိညာဉ်ဟာကောင်းကင်နိုင်ငံမှာပြန်တွေ့ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုကောင်းကင်ပန္တာလို့ခေါ်တယ်ကောင်းကင်ပန္တာလို့ခေါ်တယ်ခင်ဗျားမြေကြီးပေါ်မှာမတည်မြဲတဲ့ငွေကြေးကိုစိုက်ပျိုးထားတဲ့အရာကကောင်းကင်နိုင်ငံမှာပြန်မြင်ရမယ်အဲ့ဒီဝိညာဉ်ကဘယ်တော့မှမပြောက်ဆုံးတော့ဘူးအမြဲတမ်းတည်တဲ့ဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှမရှုံးသောအမျက်ငွေကိုရတယ်ဘယ်တော့မှမရှုံးသောစီးစိမ်ဥစ္စာကောင်းကင်စီးစိမ်ဥစ္စာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့ရည်ချည်တယ်ဆိုတော့ဂျူးလူမျိုးတွေကစီးပွားရေးမှာကဘာမှာဂျူးလူမျိုးတွေဟာတကယ်အတော်ဆုံးဆိုတာကျွန်တော်တို့အားလုံးသိတယ်မလေးရှားမှာကျွန်တော်ရဲ့ကျောင်းဆရာမတယောက်ကပြောလဲဆိုတော့ခမရဘက်တော့မှသွားရှင်လို့မရတဲ့လူမျိုးတစ်မျိုးရှိတယ်တဲ့အဲ့လူမျိုးဟာဂျူးလူမျိုးတွေဖြစ်တယ်အဲ့ဒါသူတို့ကစာတတ်လို့မတတ်လို့ဆိုတာနဲ့မဆိုင်ဘူးမွေးလာကလေးကစီးပွားရေးအောင်မြင်ဖို့မွေးလာပြီးသားမွေးလာတဲ့သူတွေဖြစ်တယ်တဲ့ကြီးပွားချမ်းသာဖို့ကိုမွေးလာသူကတော့မယုံကြည်သူဆိုတော့အဲ့လိုပဲသူကမြင်တာပေါ့နော်မွေးလာကလေးကကိုကကြီးပွားချမ်းသာဖို့မွေးလာတဲ့သူတွေခမရဲ့ပညာနဲ့လည်းသွားရှင်လို့မရဘူးငွေကြီးနဲ့လည်းသွားရှင်လို့မရဘူးတဲ့အဲ့လိုမျိုးသူပြောတယ်လေအဲ့နဲ့အခုဂျူးလူမျိုးတွေကဘာပြောလဲဆိုခမကတဲ့ iPhone ကိုနောက်ဆုံးပေါ် iPhone တွေကိုအသစ်တွေဝယ်ပြီးတော့မှခမချမ်းသာကြောင်းဝယ်နိုင်ကြောင်းပြနေတဲ့အချိန်မှာတဲ့ငါတို့ကဖုန်းအစုပ်လေးပဲကင်တယ်ဒါပေမဲ့ခမကင်တဲ့ iPhone company Apple company မှာငါတို့က investment ထည့်ထားတယ်ခမကင်တဲ့ဖုန်းအလုံးကိုငါတို့ကပိုင်နေတယ်ငါတို့ကင်တဲ့ဖုန်းကအစုပ်လေးဖြစ်ပေမဲ့ဒီခမအကောင့်စားကင်တဲ့ iPhone ရဲ့ကုမ္ပဏီကြီးကိုငါတို့ပိုင်တယ်ငါတို့ကအဲ့ဒီထဲမှာပတ်စံထည့်ထားတာအဲ့ဒီထဲမှာကုမ္ပဏီထဲမှာထည့်ထားခမကအကောင့်စားစီးပြီးတော့မှစိန်ခံကားတွေဝယ်စီးပြီးတော့မှချမ်းသာတယ်အောင်မြင်တယ်ဆိုတဲ့အကြောင်းပြနေတဲ့ချိန်မှာတဲ့ငါတို့ကအဲ့ဒီကားကုမ္ပဏီကားတွေကိုထုတ်လုပ်တဲ့ဈေးကြီးတဲ့ကားတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာကုမ္ပဏီစီမှာငါတို့က stock မှာပတ်စံကိုငါတို့ကထည့်ထားတယ်အဲ့ဒီကားတွေအားလုံးကိုပိုင်ဆိုင်သူဟာငါတို့ဖြစ်တယ်ဆိုတော့သူတို့ရဲ့အုံနောက်ကအဲ့လိုပြေးတာဒီကနေ့ကျွန်တော်တို့လည်းပဲဖခင်ခင်စီမှာ investment လုပ်တဲ့ຢာကဘယ်တော့မှမရှုံးဘူး mission အတွက်အင်္ဂလိပ်သာသနာအတွက် investment လုပ်တာဘယ်တော့မှမရှုံးဘူးဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ် George Mueller ရဲ့အသက်တာထဲမှာသူအသက်တည်သွားပြီမဲ့သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအနည်းဆုံးမှမိဘမဲ့ကေဟာ1000ကျော် sorry မိဘမဲ့ကလေး1000ကျော်သူအားဖြင့်ပညာတက်လာတဲ့ခရိယန်ကျောင်းမှာနှုတ်ကပတ်တော်ကိုသင်ယူပြီးတော့အသက်တာလဲပြောင်းလဲပညာလဲတက်လာတဲ့ကျောင်းသားပေါင်း3,200သူအသက်ရှင်နေတဲ့ချိန်မှာဒါတွေကိုမွေးထုတ်ခဲ့တယ်ဒါတွေမကသေးဘူးအသင်းတော်တွေများစွာသူစခဲ့တဲ့အသင်းတော်တွေကယနေ့ကဘာမှာဧဝံဂေလိသာသနာလုပ်ငန်းမှာအောင်မြင်ဆုံးအထူးဖောက်ဆုံးအသင်းတော်တွေအဖြစ်ရပ်တည်နေတယ်အကျဉ်းထောင်သာသနာမှာများစွာလှုပ်ဆောင်တဲ့သူတွေရှိလာတယ်စာပေအဖြစ်ခရစ်တော်ရဲ့သက်သေခံလုပ်ငန်းဆိုတာတွေအားလုံးဟာဒီကနေ့ညီကိုမြတ်သင်းတော် Brethren Church ကနေစတင်ခဲ့တာဖြစ်တယ်အေမောက်စာပေစာယူအေမောက်စာပေစာယူဟာကမ္ဘာနိုင်ငံပေါင်း100ကျော်မှာထောင်တယ်
အပြင်မှာရှိတဲ့လူတွေပဲမဟုတ်ဘူးထောင်ထဲမှာရှိတဲ့သူတွေအားလုံးဒါခရိယန်စာပေအားဖြင့်အင်္ဂလိပ်ကြားပြီးတော့မှအသက်တာပြောင်းလဲဖို့လုပ်ခဲ့တာသူတို့အခုဆိုရင်နှစ်ပေါင်း100ကျော်ပြီဖြစ်တယ်ဝိညာဉ်ပေါင်းတန်းပေါင်းများစွာရရှိပြီဖြစ်တယ်အဲ့ဒါအားလုံးဟာ George Muller တို့ John Darby တို့ကနဦးဖျားအမှုတော်ဆောင်ဒီသာသနာပြုဆရာတွေရဲ့စတင်ခဲ့သောဝိညာဉ်မျိုးစိဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့ဝင်ငါချင်ပါတယ်ဒီဟာတော့ကျွန်တော်တို့ကြားဘူးတဲ့သူတော်တော်နည်းမယ်လို့ထင်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာအားလုံးသိဘူးတာကပထမဆုံးဆရာကြီးယုဒတန်အဖြစ်ပြောင်းလဲလာတာမောင်နောလို့ပဲကျွန်တော်တို့သိကြနော်ဒါမောင်နောနောက်ပိုင်းမှာဘသူတွေပြောင်းလဲလာလဲဆိုတာကျွန်တော်ကိုယ်တိုင်လည်းပဲကနနာမသိခဲ့ဒါပေမဲ့ကရင်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေမှာကိုတာဖြူနော်ကိုတာဖြူဆိုတဲ့ကရင်လူမျိုးဟာပထမဦးဆုံးခရစ်တော်ကိုယုံကြည်လက်ခံခဲ့တဲ့သူဖြစ်တယ်မေလ16ရက်နေ့1828မှာသူကယင်းချင်းမင်္ဂလာခံခဲ့တယ်အမေရိကန်သာသနာပြုဆရာ George Boardman နော် George Boardman ရဲ့ဒီကနေပြီးတော့သူ့ကိုနှစ်ချင်းပေးခဲ့တယ်လို့ကျွန်တော်တို့သိရတယ်ကိုတာဖြူဟာအရင်တော့ကသူကဗန္ဓမြကြီးလူတမှုပေါင်းများစွာကိုကျူးလွန်ခဲ့တဲ့သူဗန္ဓမြတကယ်လူဆိုးအဲ့ဒီကနေမှခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့မှပြောင်းလဲလာတဲ့ချိန်မှာမြန်မာနိုင်ငံရဲ့အဦးဆုံးသောတိတ်ကျဲဧဝံဂေလိဆရာတိုင်းရင်းသားလူမျိုးပေါင်းစုံဗမာလူမျိုးကစပြီးတော့မှချင်းကချင်တွေကိုပြန်ပြီးတော့သာသနာပြုတဲ့တကယ်ဧဝံဂေလိဆရာဘုရားသခင်ရဲ့အမှုတော်ဆောင်အောင်မြင်တဲ့သာသနာပြည်တွင်းသာသနာပြုဆရာဖြစ်လာခဲ့တယ်သူ့အားဖြင့်လူများစွာပြောင်းလဲခဲ့တယ်ဆိုတာကျွန်တော်တို့သိခဲ့ရပါတယ်ဒီကနေ့မြန်မာပြည်မှာမထင်ရှားတဲ့အမှုတော်ဆောင်တွေအများကြီးရှိတယ်။ online ပေါ်မှာထင်ရှားတာတယောက်နှစ်ယောက်ပဲထင်ရှားတာကထင်ရှားသလောက်တကယ်လက်တွေ့မှာလှုပ်ချင်မှလည်းလှုပ်မထင်ရှားတဲ့သူတွေကများစွာလှုပ်ခဲ့တဲ့သူတွေကျွန်တော်တို့မြန်မာပြည်မှာအများကြီးရှိပါတယ်ဘသူစီမာမှလည်းတကူတကအကူကြီးတောင်းမနေဘူးသူဘာကြီးလုံနေတယ်ဆိုတာလည်းပဲတင်ပြမနေဘူးသို့တော်လည်းပဲဘုရားရဲ့အမှုတော်အင်္ဂလိပ်သာသနာလုပ်ငန်းမှာထိရောက်လှုပ်ဆောင်နေတဲ့သူတွေအများကြီးရှိတယ်မြန်မာပြည်မှာလည်းအများကြီးရှိတယ်ဒါဒီကနေ့ဒီပုဂ္ဂိုလ်နှစ်ဦးဒီနေ့အတူသဖြင့်ကျွန်တော်ရွေးချယ်တာက George Muller နဲ့ကိုတာဖြူနော်ကိုတာဖြူတို့မြန်မာတွေကကိုတာဖြူလို့ခေါ်တော့သူ့နာမည်ကိုတာဖြူလို့တမိုင်းမှာမှတ်တိုင်းတင်ခဲ့ပေမဲ့သူဟာစောတာဖြူဖြစ်မယ်ထင်ပါတယ်နော်စောတာဖြူဖြစ်မယ်ထင်ပါတယ်ဆိုတော့သူကတကယ်ကိုဘုရားသခင်ရဲ့သုံးတော်ခါမြန်မာပြည်ရဲ့ရှေ့ပြေးပြည်တွင်းသာသနာပြုရှေ့ပြေးအင်္ဂလိပ်ဆရာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကိုအလင်းပြခဲ့တဲ့သူဖြစ်တယ်သူဆိုရင်ခြေကျင်နဲ့ပဲတရွာဝင်တရွာထွက်တပြည်နယ်နဲ့တပြည်နယ်သွားပြီးတော့မှအင်္ဂလိပ်သာသနာလုပ်ငန်းကိုများစွာလှုပ်ဆောင်ခဲ့တဲ့သူဖြစ်တယ်အဲဒီကနေ့ကျွန်တော်တို့မလုပ်ကြမလဲရှင်ဘောလူကငါထောင်ကျတဲ့ချိန်မှာငါအင်္ဂလိပ်လှုပ်ပြီးတော့ဒုက္ခရောက်တဲ့ချိန်မှာငါ့ကိုငွေကြေးနဲ့ပံ့ပိုးကြတာကျေးဇူးတင်တယ်ငါ့ကိုဆုတောင်းပေးကြတာကျေးဇူးတင်တယ်ငါ့ကိုခွန်အားပေးတဲ့စာရီရေးကြတာကျေးဇူးတင်တယ်ဆိုတဲ့စကားတွေကိုရှင်ဘောလူကအကြိမ်ကြိမ်ပြောခဲ့ပါတယ်ရှင်ဘောလူသည်တမန်တော်တွေထဲမှာသာသနာအများဆုံးပြုခဲ့တဲ့နော်မြေကြီးစွန်းတိုင်အောင်သာသနာပြုခဲ့တဲ့အရှေ့လယ်ပိုင်းအာရှနော်ဥရောပအားလုံးကိုသာသနာပြုခဲ့တဲ့သာသနာအစပြုခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်တမန်ကျမ်းစာထဲမှာအဲ့တော့ရှင်ဘောလူဟာတချိန်ကသူဟာဘာသာရေးအစွမ်းရောက်သမားလို့ပြောလို့ရတယ်အစွမ်းရောက်လွန်းလို့ယေရှုကိုခရစ်တော်လို့လက်မခံနိုင်တဲ့အတွက်ကြောင့်ယေရှုဟာကယ်တင်ရှင်ဖခင်လို့လက်မခံနိုင်တဲ့အတွက်ကြောင့်ယေရှုနောက်လိုက်မှန်သမျှကို
tắt khe đấy tu để cái lẽ tắt đến nhà mà bảo quân khe đấy tu phía tỏ lẽ về tôi phải ăn bỏ mà chỉ nhiều mu phải ăn của cháu yêu mu à chỉ đấy tu phía xây tham mà bị mẹ lâu ya cả mà khe đấyแต่ xây tham cả yếm mà nét đối trọng phải ăn cái ngã tu của ta đó là lâu ngắm mà thi ao xóa biểu mà rồi ta mà nói đi along thế ông miền giống lúc biểu lâu ya tu ha để cái ta mà nói đi thế mà tích tích chế ông lý ta đó là lúc sống cái đấy tu phía đấy nếu mà anh nhà mà tu lúc sống này nhà mà dùng chỉ tu đi cả tu của bám bố bị đó mới chỉ phía nó sự đau chân phía phép cái này tu bám bố bị đấy khăm mà các bạn mình chỉ sống tại ông ta đó là của thế sống này cái đấy ta đó là biểu hiện phía đấy tiếng này cho nó lên mấy đi mấy ta su đi cô của mấy chị à yêu trai mấy mai à rồi mấy chuyện đó đã là của bên là bao nhiêu ao số là suy nghĩ phụ đó là suy nghĩ phụ agenda thế mà rồi mà bảo thế mà đấy chua à nóแต่ชาติศาสตร์ส่วนนั้นส่วนนี้เด้ไต่เป็นได้ไหมมีเส้นตาตนะลงงานมาจ้าเราเขาเนี่ยมาเราไม่ชิวแต่เราเมียครียนแต่เราเมียฉันรู้อะไรชิวเสียจอชูกุริยาเสียก็ฉันเอากูเมียรันตุเปียวพูดเลยแต่ยกลูมิวริกายาวเด่นนี่อะไรมาซาต้าใส่พุ่นเองญี่ปุ่นลูมิวริกายาวเด่นนี่อะไรมากงได้เสียงดีพุ่นจัดกุริยาลูมิวริกายาวเด่นนี่อะไรมาอัตโนมัติท่องเลยทุนี้เราเอาไปเมียมาปีเด็กเมียมาเครียดนี่ทุกเพียงเชงก็ยังแต่ตาเด็กยาวเด่นนี่อะไรมาอัตโนมัติสร้างจัดเลยแต่ฉันรู้กุริยาเนี่ยตูเลยสุบิโรตุเปียวพูดเลยสวัสดีกันนี่ฉันรู้อัตโนมัติเราพยายามจีสุเราจังฉันรู้เมียมาชีเรนี่อะไรเมียมาเครียดชีเรนี่อะไรมาอัตโนมัติชีเรอัตโนมัติชีดาเชนตูบีแม่เลยเบ้คู่เลยเบ้ฉันรู้จีเรขาแต่ชั่วตอนนี้อะไรมาเมียนายเนี่ยยุวัตถุพยายามจังอาศัยอุริกูเบ้คิดมีตานาสาวผู้อภิญญาสัยลูกจ่าด้วยอาบิโรมาฉันรู้ตาตนาลงงามาเด็กที่ยาวเด็กลูกสองมุอันนี้จะดีงานส่วนชิบัดแต่โน้ตติ้งเงตัวเล็บตัวชิดาลีเนี่ยตาตนากูจูซาปันซาลงนี่เด็กแต่โน้ตดีเลยงานส่วนชิบัดแต่ชูกาตาแต่โน้ตนี่เนี่ยมาหูตัวเล็บมีตาสุนี่เนี่ยแต่ไหนเนี่ยเพกันเนี่ยมุรสาวนี่กูจูซาปิโรปัมโปปีนี่เด็กมีมายงจีตุริงานส่วนเลยฉันรู้ด้วยพูดเลยก็ไอ้เทมาเต็งหาเป็นยาเปกันด้านนี้ปาวันนี้ทะเลสุรากูเปลี่ยนบิโรสันเสษชินตอนนี้ใจเย็นฉันรู้ใส่พิวทาร์เรอติบุญหาก้าวกันงานมาฉันรู้เปลี่ยนตัวอย่างมาเพียดที่โลกามามาตีเมียเรอุสากูอัตงพิวบิโรทาวราตีเมียเรวิญญก้าวกันปันเราสีบุเยซูคริสต์กูได้ฉันรู้กูไม่มาแค่ราเพียดแต่ส่วนที่นี่ฉันรู้ซาบิโรโลกใจฉันรู้นี่เนี่ยซาบิโรโลยามาโลกเตยบุษนเลยไปซาบิโรโลยาจูซาบิโรปาวิญญามิเชตัวตลามาอันนี้ส่ง$5ส่วนมาตั้งในเนี่ยดูอเมริกามาชิมาเขาโฮมเลสที่ดาวมาลูนายเมทินเนาะโฮมเลสเยวังเวดาวมาลูนายเมทินฉันรู้อารมณ์ชีเรลูนี่มาเก้าซาบิโรกูมิตาซูเลเมียรีสกาเปียวบาสุนุยบายานี่ซาบิโรดีลาซาบิโรดีนิกาซาบิโรตาตนาด้วยมิชชั่นด้วยตีตันจะเสสุนเลจะเสตลามนัสเสสุนเลนัสเสบ่ต้องเสสุนเลต้องเสบ่ปาวิญญาปุ่งมันเลย regularly ปาวิญญาအဲ့ဒါကိုကျွန်တော်တို့အဲ့ဒီလိုတတ်မထားရင်ဘုရားခင်ကတင့်ကိုဘယ်တော့မှမမေ့ပါဘူးဘုရားခင်ကတင့်ကိုဒီတိုင်းပြစ်ထားမှာမဟုတ်ဘူးပေးခြင်းနဲ့စိတ်တကယ်ရှင်းလဲပေးနိုင်အောင်လဲဘုရားခင်ကမဆမယ်လို့ကျွန်တော်ယုံကြည်တယ်သင်ရဲ့ရရှိတဲ့ငွေကြေးတွေလည်းပဲအကျိုးရှိစွာမိသားစုအတွက်ဖူလုံတဲ့ဝင်ငွေဖြစ်လာမယ်
တချို့ကဝင်ငွေအများကြီးရပါတယ်ရသလောက်လဲအဖတ်မတင်တာတွေအများရှိတယ်ကျွန်တော်တို့ဒီကနေ့ဘယ်နေရာပေါ်မှာစိုက်ပျိုးတယ်လဲဆိုတာအရေးကြီးပါဆယ်ဖို့တဖို့ဖြစ်စေမစ်ရှင်အတွက်ဖြစ်စေဘယ်ရမှာမဆိုဖခင်အမှုတော်ထဲမှာပါဝင်သမျှဒီမျိုးစေ့ကျဲတာဖြစ်တယ်မျိုးစေ့ကျဲမှအပင်ပေါက်လာမယ်အပင်ပေါက်မှအသီးသီးပြီးတော့အသီးကိုကျွန်တော်တို့ပြန်ဆွတ်ကူးစားသုံးရမှာဖြစ်ပါတယ်ဒါကြောင့်မစိုက်ပဲနဲ့တော့စားဖို့မဟုတ်ဒါပေမဲ့လည်းစိုက်တာလည်းပဲစိုက်တဲ့နေရာစိုက်တဲ့အမျိုးအစားတွေမတူတာလည်းရှိနိုင်တယ်နော်တချို့ကလည်းတခြားနေရာတွေမှာစိုက်တာလည်းရှိမှာပေါ့ဝိညာဉ်နဲ့ဆိုင်တဲ့နေရာမှာစိုက်ရင်ဝိညာဉ်အကျိုးကိုကျွန်တော်တို့ခံစားရလောကအရာထဲမှာပဲစိုက်ရင်တော့လောကအရာကိုကျွန်တော်တို့ပြန်ခံစားရတူးစရိုက်ကိုစိုက်တော်သူဟာတူးစရိုက်အသီးကိုပြန်ပြီးတော့နော်ရိပ်ရမယ်လို့ပြောတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့မိမိပါဝင်မဲ့ကဏ္ဍကိုအမြဲတမ်းပြင်ဆင်ဖို့ကျွန်တော်တို့အသိတော်မှာလရဲ့ပထမပတ်တိုင်းမှာမစ်ရှင်အတွက်ပါဝင်ခွင့်ကိုကျွန်တော်တို့ဖွင့်ထားပါတယ်ကောက်ခံတာမဟုတ်ပါဘူးပါဝင်ခွင့် opportunity เนาะကျွန်တော်တို့အများအားဖွင့်ထားပါတယ်သင်ဟာဒီမိသားစုထဲမှာတကယ်ပဲထဲထဲဝင်ဝင်မိသားစုတစုအနေနဲ့မိသားစု member အနေနဲ့ရှိနေတယ်ဆိုရင်ဒီသင်းတော်ရဲ့လှုပ်ဆောင်မှုလှုပ်ရှားမှုသာသနာလုပ်ငန်းထဲမှာတထောင်တနေရာမှာဒီအများအားပုံမှန် regularly ပါဝင်ဖို့ကျွန်တော်အနေနဲ့ထပ်မံပြီးတော့ခွန်အားပေးခြင်းနဲ့ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ။